မင်္ဂလာပါကျဆာမမီရှင်ရဲ့ဗီဒီယိုပြန်နေဆိုပါတယ်ဒီနေ့အကြောင်းအောင်မှာတော့ကျွန်တော်တို့ဒီမပုတ်တွေပေါ့နော်မပုတ် air တွေမပုတ် pro တွေမှာကျွန်တော်တို့ battery နဲ့ပတ်သက်ပြီးတော့မှရှည်ရှည်ကောင်းဖို့အတွက်နဲ့ပတ်သက်ပြီးတော့မှဒီမပုတ်တွေနဲ့ပတ်သက်ပြီးတော့အားသွင်းတာတွေပေါ့နော်ကျွန်တော်တို့တိမ့်စေးတာတွေပြီး battery ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအဓိကကျွန်တော်တို့ဘာကို view ဆိုင်ရမယ်ဆိုတဲ့အကြောင်းအောင်မှာဒီနေ့အကြောင်းအောင်မှာကျွန်တော်ပြောပြပေးလို့ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မပုတ်တွေသုံးတဲ့အခါမှာကျွန်တော်တို့လူတွေတော်တော်များများပေါ့နော်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ပိတ်ပလိုက်တာများတယ်မသုံးလို့ဆိုရင်ဒီလိုမျိုးပိတ်ပလိုက်တာများတယ်ပေါ့နော်အဲ့လိုပိတ်ပလိုက်တာများတယ်အဲ့တော့အဲ့ဒါဘာဖြစ်လဲဆိုရေရှည်မှာကဘာကြီးထိခဲ့လဲဆိုတော့မလို့အပတ်နဲ့ကျွန်တော်တို့ဘက်ထရီကုန်တယ်ဘက်ထရီဟက်တွေကျတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီတစ်ခုမဟုတ်တစ်ခုပေါ့နော်ကျွန်တော်တို့မသုံးတော့ဘူးဆိုရင်ကျွန်တော်ဘာလုပ်ကြမလဲဆိုရင်ကျွန်တော် Apple ကိုသွားပြီးတော့မှာပေါ့နော် log out ပေါ့နော်အဲ့ဒါလေးကိုထွက်ပေးတဲ့ကောင်းတယ်ပေါ့နော်ကိုကအသုံးမလို့တော့ဘူးဆိုရင်ပေါ့နော်အသုံးမလို့တော့ဘူးနောက်မှပြန်သုံးမယ်ဆိုရင်အဲ့လိုပုံစံမျိုးကျွန်တော် log out လုပ်ပေးတဲ့ကောင်းအဲ့ကြပြီဆိုရင်နောက်ကမှသုံးနေတဲ့ application တွေပါရင်ဆိုတော့ဟိုအနောက်ကွယ်မှာပေါ့နော်ဒီ background မှာမ run နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပေါ့နော်အားစားတာတော့ပါဘူးเนาะမလို့အမှန်အားကုန်တာတော့ပါဘူးကြတော့ကျွန်တော်တို့ကုန်ကြစိတ်တွေပါရဆိုလဲကျွန်တော်တို့ဒီ battery တွေပါရဆိုလဲတက်တာပါမယ်ပေါ့နော်အဲ့တော့ရှည်မှာဆိုလဲ battery ဟက်ကိုမထိကြဘူးအဲ့ဒါတစ်ချက်ကြည့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကောင်းနှိပ်လိုက်ပြီဆိုရင်ဒီမှာchange data လို့မေးတယ်ပေါ့နော်အဲ့တော့ log out ဆိုပြီးလုပ်လိုက်ပြီဆိုရင် application တွေရှိရဆို application တွေသူ့မှာ log out ထောက်ပါပေါ့နော်ကျွန်တော်ပြန်သုံးမယ်ဆိုရင်ကျွန်တော် password ဝင်ပြီးတော့ပြန်သုံးရုံပဲပေါ့နော်လူတွေကဒီတိုင်းပိတ်လိုက်တဲ့ဟာကိုကျွန်တော်တို့ပုံမှန်မလုပ်ဘဲနဲ့အဲ့လိုမျိုးတွေအချင်းလေးဖြစ်အောင်လုပ်ထားတဲ့ဆိုရင် battery health ကျန်းမာရေးပို့ပြီးတော့မှကောင်းတယ်အဲ့တစ်ချက်ပြီးတော့ကျွန်တော်တို့တွေကဘာရှိလဲဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် wifi နဲ့ဝင်လိုက်ပြီဆိုရင်တချို့တွေဆိုရင်ဒီဟာကိုအမြဲတမ်း on ထားတာရှိတယ်ပေါ့နော် on ထားတာရှိတယ်ဘာဖြစ်လဲဆိုတော့ तू က sleep မှုပေါ့နော်ဒီကွန်ပျူတာကိုကျွန်တော်တို့ပိတ်ထားတယ်ဆိုရင်တော့မှဒီ wifi ကြီးကနေပြီးတော့မှကျွန်တော်တို့ဒီချိတ်ပြီးတော့မှဒီနောက်ကွယ်မှာပေါ့နော်ကျွန်တော်ဖုန်းတွေမျိုးပဲအမြဲတမ်း run နေအောင် Telegram ရှိရဆို Telegram တွေလို့ဒီ clone နဲ့တက်တာတို့အဲ့လိုပုံစံမျိုးရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကမလို့အခု internet လည်းမလို့အခုကိုဖုန်းနဲ့ပဲသုံးနေတာပါညာဆိုရင်အလုပ်တော့ပဲအဓိကကျွန်တော်တို့မပုတ်သုံးနေရဆိုရင်ကျွန်တော်တို့ဘာလုပ်ပေးဖို့လိုလဲဆိုရင်အဲ့ဒီချင်းကနေသွားပြီးတော့မှဒါတွေကို off ထားဖို့လိုတယ်ပေါ့နော် off မှာကျွန်တော်ကဘာဖြစ်လဲဆိုတော့မလို့အပတ်နဲ့အားမကုန်ဘူးဒီကောင်ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ sleep မှုပေါ့နော်လူတွေတော်တော်များတယ်နော် sleep မှုနဲ့ပဲဒီတိုင်းပဲပိတ်ပြီးတော့ထားတာဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုး off ထားတော့off ထားတော့ဘာဖြစ်လဲဆိုတော့မလို့အပတ်နဲ့ဒီမှာ line တွေကိုတော့ like ဖမ်းနေအောင်လိုက်ပုံပဲအဲ့တော့အဲ့ကနေပြီးတော့လေမလို့အပတ်နဲ့အားပေါ့နော်10% 5% 20% မလို့အပတ်နဲ့အားဒီကုန်သွားတတ်တယ်ပေါ့နော်အဲ့တော့ battery health ကျန်းမာရေးအရာဆိုရင်ဒီကောင်ကိုလည်းကျွန်တော်တို့ off ထားဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တွေကဒီ square အလင်းပေါင်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် F1 F2 ရှိရပေါ့နော်ဒီအလဲလောက်မှာထားပါတော့ဒီအလဲလောက်ပေါ့နော်အလဲလောက်မှာထားတာပို့ပြီးတော့မှအဆင်ပြေတယ် battery health ဆိုလည်းပို့ပြီးတော့မှကြာသုံးလို့ကောင်းတယ်ပေါ့နော်အဲ့တစ်ချက်ပြီးတော့နောက်တစ်ခုကလူတွေတော်တော်များများကျွန်တော်တွေအမှတ်မှားနေတဲ့ဟာပေါ့နော်ဘလို့အမှတ်မှားလဲဆိုတော့ကျွန်တော်ကအားသွင်းပြီးွားကြီးဆိုတာ ਨੇ ကျွန်တော်တို့ဒီတိုင်းပဲထားလိုက်တယ်ပေါ့နော်ဒီတိုင်းပဲပိတ်ထားလိုက်တယ်ပေါ့ကိုသုံးမှပဲပြန်ပြီးတော့ဟိုပြန်ဖွင့်တာပေါ့နော်ပြန်ဖွင့်ပြီးတော့သုံးတယ်အဲ့ဒီအချက်မှာဘာတစ်ချက်ကိုကျွန်တော်ကြည့်ရမယ်လူတွေတော်တော်များကျွန်တော်တွေ shut down မလုပ်ကြဘူးပေါ့နော် shut down မလုပ်ကြဘူးတော်တော်များကျွန်တော် sleep မှုပဲထားပြီးတော့ဒီ MacBook တွေကိုသုံးတာများတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာကျွန်တော်ဗာပြောချင်တယ်ဆိုရင်ကိုကသုံးတာပေါ့နော်ကိုကတစ်ပတ်ထက်ပို့ပြီးတော့မှကျွန်တော်တို့တွေသုံးဖို့မလိုဘူးဆိုရင်ကျွန်တော်တို့ရshut down လုပ်ဖို့လိုတယ်ပေါ့နော် shut down လုပ်ထားဖို့လိုတယ်ဘာမှမဟုတ်ကိုက2ရက်တစ်ခါတော့သုံးတယ်3ရက်တစ်ခါလောက်မှသုံးတယ်ဆိုရင်ပြဿနာမရှိဘူးဒီကောင်ကိုဒီ window ကိုကျွန်တော်တို့ power off မင်းနဲ့ထားလိုက်ရတယ် shut down မလုပ်ဘဲနဲ့ထားလို့ရတယ်ပြဿနာမရှိဒါပေမဲ့ကိုကတစ်ဖက်တစ်ကြော်ပြီးခီးသွားတာတို့9ရက်တက်ပို့ပြီးတော့မှမသုံးဘဲနဲ့ထားခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့တွေကဒီ shut down လုပ်ထားဖို့လိုတယ်ပေါ့နော် shut down လုပ်တဲ့အချိန်မှာကျွန်တော်တို့အဓိကအချက်2ချက်ရှိပါတယ်ဘယ်ချက်ရှိလဲဆိုတော့တချို့တွေတော်တော်များအားအပြည့်သွင်းလိုက်တယ်ပေါ့နော်အားအပြည့်ကိုဒီမှာအား100လုံးအပြည့်ကိုကျွန်တော်အဖူးပြည့်အောင်သွင်းပြီးတော့မှကျွန်တော် shut down လုပ်ပြီးတော့ပိတ်လိုက်တယ်ပေါ့နော်ဒါကဘာအနေနဲ့များလဲဆိုတော့နံပါတ်1ချက်ကြာလာပြီဆိုရင်ကျွန်တော်တို့မလိုအပ်နဲ့ပေါ့နော်ကျွန်တော်တို့ဒီ temperature heat ပေါ့နော် temperature heat ဖြစ်ပြီးတော့ဒီကွန်ပျူတာနဲ့ကွန်ပျူတာကိုသွားပြီးတော့မှထိခိုက်နိုင်တယ်ပြီးတော့ battery ဖောင်းတဲ့ပြဿနာဖြစ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေက power ပိတ်မယ်ဆိုရင်တော့မှအား100နဲ့ကျွန်တော်တို့ပိတ်လို့မရဘူးပေါ့နော်ပိတ်တရားများလာပြီဆိုရင်ကျွန်တော်တို့ battery ကိုတက်တန်းကြာစေတယ်ပေါ့နော်အဲ့တစ်ချက်ရဲ့အဲ့တတိထားရမယ်ပြီးတော့ဘယ်လောက်%မှာပိတ်ထားတင်လဲဆိုတော့ကျွန်တော်တို့တစ်ပတ်လောက်မသုံးဘူး9ရက်လောက်မသုံးဘူးဆိုရင်ပါဝါပိတ်ထားတော့မယ်ဆိုရင်ကျွန်တော်တို့ကအားကိုအနည်းဆုံး60%အောက်လောက်ပေါ့နော်60%လောက်ဆိုပိတ်လို့ရတယ်80%အောက်ဆိုပိတ်လို့ရတယ်90လို့90အထက်လို့အပြည့်သွင်းပြီးတော့shut down မလုပ်နိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့နံပါတ်1ချက်အားအပြည့်နေလုပ်တယ်ဆိုရင်ပို
ပေါ့နော် temperature ရှိတွေပိုးတွေလုံပြီးတော့မှကျွန်တော်တွေ power သေသွားတာတို့ battery ဆဲသေသွားတာဖြစ်နိုင်တယ်အဲကြောင့်မလို့အဲ့လိုမျိုးပိတ်တယ်ဆိုရင်တော့မှကျွန်တော်တို့ကအား80နဲ့60ကြားလောက်မှထားပြီးတော့မှကျွန်တော်တို့တွေကဒီစခွင်ကိုကျွန်တော် shut down လုပ်လိုက်ကိုဒါတတိထားရမယ်ပေါ့နော်အဲ့တစ်ချက်အဲ့အရာကိုကျွန်တော်တို့ပုံမှန် line လောက်ပါပြီဆိုရင် battery health တွေဆိုလည်းကျန်းမာရေးဆိုလည်းကောင်းတယ်မလို့အပတ်နဲ့ကျွန်တော်တို့ battery health တွေမကြတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကြိုးပြီးအမြဲတမ်းထားပြီးထိုးပြီးတော့လည်း30လည်းမလို့ဘူးမပုတ်တွေကတော့ကျွန်တော်တို့ဒီအမြဲတမ်း8နာရီ9နာရီ10နာရီလောက်ကိုသုံးတဲ့ပုံမူတည်ပြီးသုံးလို့ရတာဆိုတော့ပြဿနာမရှိဘူးအဓိက battery health ကျန်းမာရေးဆိုရင်အဲ့ဒါလေးကိုတတိထားပြီးတော့ view site ကိုပြောပြပေးချင်ပါတယ်ပေါ့နော်အဲ့တော့ကျေးဇူးများတင်ပါတယ်နောက်ထပ်ကြောင်းအားတွေမှာလည်းကျွန်တော်တို့ channel ကနေပြီးတော့နေပြည်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ပြပေးပါမယ်ကျေးဇူးများတင်ပါတယ်